သမီးဖြစ်သူကိုဘဲလေးကခုံနာတင့်ပေးခြင်းလွန်းလာကြောက်အမေဖြစ်သူဟာသမီးရဲ့လက်နှစ်ပတ်ကိုနောက်ပြန်ချုပ်ပြီးကြောပေါ်ကိုတက်နှင်လိုက်ပါတယ်အန်နာဟာအလုံးမင်းနာကျင်နေပေမဲ့သူ့အမေကတော့လွတ်မပေးခဲ့ပဲနောက်ဆုံးမှာအန်နာကြော်ရိုကျူးသွားခဲ့ရပါတယ်အန်နာဟာမြေပြင်ပေါ်မှာမလွတ်မရက်လဲကျနေပေမဲ့သူ့မျက်နှာမှာတော့တတ်တာရသွားတဲ့အရေးအယောင်တွေတွေ့နေရပါတယ်ဒါကိုသူ့အမေကဘာဖြစ်ရှိစေမှမရှိပဲအန်နာခန္ဓာကိုယ်တွေကိုအယုတ်ရန်တရားတစ်ခုထည့်သွင်းပြီးအယုတ်ဖြစ်ပြောင်းလဲဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအန်နာဟာ music box ထဲကအယုတ်လင်းလိုပဲတပတ်ချားလဲပြီးကပြနေခဲ့ရပါတယ်။ဆယ်စုနှစ်တစ်ခုကျော်ခြားတဲ့အခါမှာတော့လူတစုဟာဒီအယုတ်ကိုတွေ့ရှိသွားကြပါတယ်။ဝီလီယံကအပေါ်ကအုပ်ထားတဲ့ခြုံထဲဖြူကိုဖယ်ရှားလိုက်တဲ့အခါဟောင်းနွမ်းနေတဲ့အယုတ်ဖြစ်ပေမဲ့မိန်းကလေးရဲ့ရုပ်တွင်ကတော့နှုတ်ဖြူနေသေးပါပဲ။အဲ့ဒီနောက်လူစီကအယုတ်ရဲ့အောက်ခြေမှာတောအိမ်ကိုလှည့်လိုက်တဲ့အခါအယုတ်ဟာစက်ရုပ်တရုပ်လိုခံစားချက်မရှိပဲစတင်လဲပတ်ကပြပါတော့တယ်။ကားကွယ်အစုံမှာတော့အန်နာရဲ့မျက်လုံးတွေကိုချုပ်ထားတာကြောင့်အာယုံခံစားမှုနဲ့ပဲတခြားလူရှိနေတာကိုသိရှိပြီးပတ်ဝန်းကျင်ကိုစတင်အနံ့ခံပါတယ်။ရုတ်တရက်အန်နာဟာလူစီကိုလှမ်းပြီးလဲပြီးညစ်ပေမဲ့လူစီကအင်အားသုံးပြီးတွန်းထုတ်ကအန်နာကိုတတိလစ်သွားစေခဲ့ပါတယ်။အဲ့ဒီနောက်လူစီကအန်နာမြေလောင်းမှာချုပ်ထားတဲ့အချီကျိုးတွေကိုဖျက်ပေးလိုက်တဲ့အတွက်အန်နာဟာအမြင်အာရုံနဲ့တတိတရားပြန်ရလာပြီးလူစီကိုတိုက်ခိုက်တာရပ်တန့်သွားပါတယ်။နောက်ဆုံးမှာတော့အန်နာဟာလိုင်းတဘိုးတွေရှိရာပင်လယ်ကမ်းခြေကိုရောက်ရှိသွားခဲ့ပါတယ်။